ဒါပဲလားအေးဟုတ်ပြီ ဒီနဲ့ဆိုတော့မြင်ရပါမှာနော် အဲ့ရမီးရထိုးစားထိုးစားထိုးစောက်စကားများလားသိစောက်စကားများအေးရှာလှမ်းကြည့်ပါဦးအေးတော်ပြီတော့ရသလောက်ပဲလှမ်း နည်းနည်းလေးကြွရုံမကြွ အေးရသလောက်လှမ်းဟုတ်ပြီဟုတ်ပြီဒါဘယ်ရလာလဲ မကွေး မကွေးဘာရွာလဲ မကွေးရေနမ်းမ မင်းဟာ မင်းလာကြီးလားမင်းလာကြီး မင်းလားရေတမ်းမ ကွေးရကြအထက်ပိုင်းမင်းလှ အထက်ပိုင်းမင်းလား ကျွန်တော်အောက်မင်းလှကျွန်တော်တို့ကအထက်မင်းလှရေနမ်းမရွာ နာမည်ဘယ်လိုခေါ်လဲ ကုစုံက ကိုဇော်နိုင် ကိုစိုးနိုင် ကိုစိုးနိုင် ဟုတ်တယ် အသက်က55 ဟုတ်ကဲ့ အေးလူကတော်တော်အိုဝါနော် တောင်တူတွေ ဖြစ်တာဘယ်လောက်ရှိပြီလဲ ဖြစ်မှငိန်နေတဲ့အလောက်က ငါလာတယ် အဲ့တော့ ဘာဘယ်နေရာပြသေးလဲကျွန်တော်ပြောပါဦး မကွေးကိုပြမယ်လိမ့်တော်စေတယ် အေးစေးနေမပြဘူးလား ဒီပြင်လည်းမပြမှုအဲ့မ စေး လေး ရုံလား အေး စေးရုံမှာဒါစာယူတာပဲ အသားသားပြတာပဲရှိတယ်နောက်ဆက်မပြဘူးပေါ့ ပြအောင် အသားသားယူတော့သူကအဖေကကင်ဆာလောက်ပဲထွက်လာလွှဲတာနေပြီးတော့လွှဲတာပေါ့နော်ဩ တော့ဒီလိုခေါ်တာ ကွာနောက်ပိုင်းကိုမသွားမနဲ့ကွာဟိုနီးစပ်နီးစပ်ရတိုင်းစေးနဲ့ပေါ့ပမာဆရာနဲ့လိုက်ပြဩအေးအခုဘယ်လိုခံစားရလဲ ဘာလို့ရှိနေလဲရာရထားပေါ့ ။အော်ဒီနောက်ကျောရတက်တယ်ပေါ့နော်။ဒီဟာရောနာကျင်ကြိုက်ခဲရှိလား ခုအဲ့ဒါ ။အော်ဒီမှာအကျိတ်ထွက်တယ်။မော့ကြည့်ပါ သူကအဲ့ဒီအကျိတ်ကိုဆရာကြီးမှတ်နိုင်တယ် အများပါပြီပါလေ နော် ဘေးကိုအကျိတ် ။အနာပေါက်မှာဒီအကျိတ်ထွက် ခေါ်လာတာဟမ် ။အော်ဒါအမျက်စဆင်းတာပေါ့။သူဖြစ်တဲ့ရှာအရင်ကရှာဖြစ်တာပေါ့နော် ဆရာကြီးကလည်း ။ရှာဖြစ်ဒီရင်ဖြစ်တာ။အော် ဟိုပြည့်နေတယ်အပွက်ကလေးတွေတော့ ဟုတ်ကဲ့။အော် ဆရာရွာမှာတိုက်နေဆရာဝင်ကြည့်တယ်လေ ဟုတ်ကဲ့ အဲ့ဒီကမှဝေးဦးလွှဲကြတယ်ခဏနဲ့ဟောပြပါဆိုတော့လွှဲတယ် ဟုတ်ပြောပါဦး သူတို့ပြခံတာ ပြ ပြ လိုက် တာ တာလေအဲ့ဒါမှဆရာကဒါစာယူပြီးတော့စစ်လိုက်တာလေ အော်ဟုတ်ကဲ့ အဲ့ဒါသူကနေပြီးတော့သွားတယ်တိုင်းရဲ့ဟောဆို မသွားဘဲနဲ့တိုင်းနဲ့လိုက်ကူးတာ ဟုတ်ကဲ့ အော်ဟိုကိုရင်းနဲ့ငကုံကတော့အကျိတ်ထွက်ကူကထွက်လာတာပေါ့ ဟုတ်ကဲ့ အော် အဲ့ဒါဆိုတော့ဟာ နည်းလာလားရှိ လာလာ3 3လတော့ချီဖြစ်တာ5လ6လဝင်ကျင်ပေါ့ ဩ ရာတောင်းပြီးဆိုရာလုံးနေ အေးပေါ့ အဲ့ဒါကြီးလည်းလုံးနေတာ တရားသက်ရှိတယ်ရှိတာ อืม အကျိတ်ကြီးထွက်လာတာပြေးရ อืมဟုတ်ပါကဲဟုတ်ပြီကျွန်တော်ဒီအကျိတ်ကြေအောင်เนาะအနာကျက်အောင်เนาะဆက်လုပ်မယ်မော့ကြည့်ပါဦးနည်းနည်းလေး ဟောကြည့်ပါဦးနဲ့ အေးတော်တော်ပြည့်သွားเนาะပြည့်သွားစိတ်ဆာစီးပြီမယ်เนาะ အ